အခုနောက်ပိုင်းမှာငါးကြီးစီလို့ခေါ်တဲ့ omega 3ကိုတောက်တဲ့လူအားများလာတယ်ဆိုတော့အဲ့အချိန်မှာတချို့ကတော့ငါးကြီးစီတော့တောက်နေရပဲဘာမှထူးခြားမလာဘူးဆိုတော့လူတွေလည်းရှိကောင်းရှိနေမယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ကစမ်းစစ်ဖို့လိုတယ်ငါတို့တောက်နေတဲ့ငါးကြီးစီတောက်ပုံတောက်နေရမန်လားဆိုတော့ဟာမျိုးကိုစမ်းစစ်ကြည့်ဖို့လိုတယ်ဆိုတော့ဘာတွေဘယ်လိုတောက်ရမလဲပေါ့နော်ငါးကြီးစီတောက်ရင်ဘာတွေဘယ်လိုတောက်ရမလဲဆိုတာကိုတစ်ချက်ပြန်စမ်းစစ်ဖို့လိုပါတယ်ဆိုပထမဆုံးအနေနဲ့ကျွန်တော် omega 3လို့ခေါ်တဲ့ fatty acid ငါးကြီးစီကိုကျွန်တော်စားတောက်တော့မယ်ဆိုလို့ရှိရင်အရင်ဆုံးကနဦးကိုတောက်မဲ့ငါးကြီးစီက EPA DHA အဲ့နှမျိုးပါလားဆိုတာကိုပြန်ပြီးတော့မှစစ်ဖို့လိုမယ်ဈေးကွက်ထဲမှာဈေးမျိုးစုံနဲ့ငါးကြီးစီရှိတယ်ဆိုတော့ကိုတောက်မဲ့အချိန်မှာဒီနှမျိုးပါတဲ့ငါးကြီးစီကိုတော့ရွေးချယ်ပေးရမယ်ပေါ့နော်အဲ့အချိန်မှာတောက်ပုံတောက်နေရလွယ်ပါတယ်သူဘူးငါးကြီးစီဘူးဝယ်လိုက်တယ်ဆိုလို့ရှိရင်အနောက်မှာကျွန်တော်တို့တောက်ရမယ်ဈေးအညွှန်းလေးပါမယ်ဥပမာone servicing ကိုနှလုံးပေါ့နော်သဘောကတော့တစ်ခါတောင်းရင်နှလုံးတောင်းရမယ်ပေါ့တရက်ကိုနှလုံးတောင်းရမယ်ဆိုရဟာမျိုးလေးတွေပါမယ်ပေါ့ဆိုတဲ့အချိန်မှာတချို့ကျဘယ်လိုတောက်လဲဆိုတော့အလုံးမအားဘူးမြန်မြန်ဆန်ဆန်လေးပြီးလိုက်ချင်တယ်ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်သူကတစ်ခါတစ်ချိန်နဲ့တော့နှလုံးတန်းတောက်တာလည်းရှိတယ်အဲ့ဒါတစ်ချက်ပေါ့ပြီးရင်ငါးကြီးစီကိုအစာမစားဘဲနဲ့တောက်တာလည်းရှိတယ်ဒါမျိုးတောက်နေရဆိုလို့ရှိရင်တော့ကိုတောက်နေတဲ့ငါးကြီးစီကတော့အလကားပဲဘာမှအကျိုးအာနေတင်တောက်မှာမဟုတ်ဘူးငါးကြီးစီရဲ့အပြည့်အဝဟို effort ပေါ့နော်သူရဲ့ဒီအဟာကို effort ကိုရမှာမဟုတ်ဘူးပေါ့ဆိုတော့ငါးကြီးစီတောက်ရင်ဘယ်လိုတောက်ကြမလဲ okay ဆိုတော့ငါးကြီးစီတောက်မယ်ဆိုရင်ကနဦးနံပါတ်1ချက်ကကျွန်တော်တို့ကအစားစားပြီးတဲ့ချိန်တောက်တာအကောင်းဆုံးဖြစ်ပါတယ်ဥပမာနေ့လယ်စာစားပြီးတဲ့ချိန်မျိုးပေါ့နော်ဆိုတော့သူကခဏအစာရင်ထဲမှာအစီရှိရဆိုလို့ရှိရင်ဒီငါတောက်ထားတဲ့ငါးကြီးစီကပို့ပြီးမှစုပ်ယူအားကောင်းတယ်ခန္ဓာကိုယ်ထဲကိုမြန်ဆန်ရောက်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ကဒီအစားစားပြီးတဲ့အချိန်မှာအစားရှိတဲ့အချိန်မှာငါးကြီးစီတောက်ရမယ်အဲ့ဒါနံပါတ်1အချက်ဆိုတော့ဒီရဲ့ဘူးမှာတရက်ကိုနှလုံးတောက်ရမယ်လို့သူကပြောထားတယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လိုတောက်ရမလဲဆိုလို့ရှိရင်အကောင်းဆုံးကတော့မနက်တစ်လုံးတို့မဟုတ်ထမင်းစားပြီးရဲ့ချိန်နေ့လယ်ထမင်းစားပြီးရဲ့ချိန်တစ်လုံးပေါ့နော်အဲ့ဟာအစင်မရှင်တောက်လို့ရတယ်ပြီးလို့ရှိရင်ညစာစားပြီးတဲ့အချိန်မှာတစ်လုံးဒီလိုမျိုးတောက်တာအကောင်းဆုံးဖြစ်ပါတယ်အဓိကကတော့အဲ့တိုးတောက်ခိုင်းထားတဲ့နှလုံးဆိုတဲ့ဟာကိုခွဲပြီးတောက်ရမှာပေါ့နော်အဲ့ဒါမှသူကခန္ဓာကိုယ်ထဲကိုအပြည့်အဝစုပ်ယူလို့ရမှာငါးကြီးစီရဲ့ effect ကိုအပြည့်အဝခန္ဓာကိုယ်ကရမှာပေါ့ကိုတချိန်တည်းကိုနှလုံးတောက်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ဒီရဲ့ effect ကအပြည့်အဝမရဘူးတောက်တာပဲရှိမယ်ဘာ effective မှဖြစ်လာမှာမဟုတ်ဘူးပေါ့ဆိုတော့အစားပြီးအချိန်တောက်မယ်ခွဲပြီးတောက်မယ်တစ်လုံးဒါဆိုရင်လုံးဝ effect ဖြစ်ပါတယ်